င်္ဂလာပါရှင်ကျမနိုးပါငပြင်းချက်နီးများအနေပြန်လဲကြိုဆိုလိုက်ပါတယ်အိမ်မှာလောက်ထားတဲ့အသားလုံးလက်ကျန်ရဲ့အသားပြုတ်ရည်တွေကိုဂုံရှင်းကြတာနဲ့ဒီနေ့ရင်းနှီးခောက်ဆွဲပြုတ်လုပ်စားဖြစ်ပါတယ်ဒါကတော့အသားပြုတ်ရည်ကိုခဲထားတာပါအသားပြုတ်ရည်နဲ့အသားလုံးတွေကိုအပြင်ထုတ်ခဲဖို့မေ့သွားလို့လေအဲ့ဒါအခဲတိုင်းလေးတွေပဲထည့်ချက်လိုက်ပါတယ်ရှင်ဆိုတော့ဦးလေးတွေထားတော့ကလေးနဲ့ဘောလုံးကန်ပါတယ်ရှင်ကျမကလေဘောလုံးကန်တာကိုတစည်းမှမတိုက်တော့ကျမသမီးကအင်မတန်ကြိုက်ဘောလုံး9မိနစ်လောက်ကန်ပြီးတော့အသားပြုတ်ရည်ကလည်းစူနေပြီအဲ့တော့ကျမတို့ကမိုးထည့်မယ်ဒီမှာရှိတာကီမိုးရဲ့အရန်ပေါ်အရန်ဈေးတန်တော့ရှင်ပရိုတင်းတက်လေးပို့ရအောင်ပဲပြားလေးတစ်တုံးထပ်ထည့်ပြီးတော့အရသာလေးချိုနေဖို့ချိုကြည့်လေးပေါ့နော်အားကြောင့်မိုးနဲ့ baby ကောင်းလေးထပ်ထည့်လိုက်ပါတယ်ဒီနေ့ကတော့ဦးလုံးခေါက်ဆွဲသုံးထားပါတယ်ထည့်စရာရှိရတဲ့အကုန်ပြစ်ထည့်ပြီးတော့ကျမတဖန်ပြန်ပြီးတော့အိုးလေးပြန်တည်မယ်ပေါ့နော်ဆိုတော့အိုးလေးတည်ထားတဲ့အချိန်မှာပဲကျမရဲ့အေးခင်းလေးလျှော်ထားတာပြီးသွားတာနဲ့အဲ့ဒါအေးခင်းလေးသွားလှမ်းလိုက်ပါတယ်ဟောကြက်ပြီအဲ့တော့မလုပ်နဲ့ဆိုတော့မုံညင်းလေးခတ်လိုက်တယ်မုံညင်းခတ်ပြီးတော့ကျမအရသာအတွက်ပဲငံပြရဲ့အချီလေးထည့်လိုက်တယ်အဲ့ဆိုရင်စားလို့ရပါပြီ proteins တွေရော fibers တွေရော carbohydrate တွေရောအကုန်လုံးပြည့်စုံတဲ့ခောက်ဆွဲပြုတ်လေးပေါ့ရှင်ဒီ sauce နဲ့တအားလိုက်နောက်ပြီးကျမသမီးကလည်းအားကြိုက်ကျမသမီးကလည်းထမင်းစားရင်အကြာကြီးချိန်ဆွဲပြီးစားတာခုလိုခောက်ဆွဲတို့ကြာဆန်တို့ဆိုတော့အင်မတန်မြန်တော့ရှင်စောင့်ကြည့်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦးမယ်ဒီနေ့တော့တာ